မောင်မောင်နဲ့1980-90ဗီဒီယိုတွေထဲမှာလွမ်းချင်းအဖြစ်ဆိုတဲ့ကောင်းတဲ့တစ်ခုရှိပါတယ်။အဲ့ဒါကတော့ကွယ်လွန်သွားပြီဖြစ်တဲ့အနုပညာရှင်တွေအကြောင်းကိုသူတို့နဲ့သက်ဆိုင်တဲ့အမှတ်တရနေမျိုးတွေမှာတင်တာပါ။ဗီဒီယိုတိတ်တွေထဲမှာရှိတဲ့သူတွေလည်းဖြစ်ရမှာပေါ့လေ။အရင်တော့ကကိုငှက်အမှတ်တရဗီဒီယိုနဲ့ဦးမော့စ်အမှတ်တရဗီဒီယိုတွေကိုလည်းဒီကောင်းစဉ်အောက်ကနေတင်ပို့ခဲ့ပါတယ်။ဒီနေ့မှလည်းလွမ်းချင်းအဖြစ်ကောင်းစဉ်အောက်ကနေတင်စရာဗီဒီယိုတစ်ခုရှိနေပါတယ်။အဲ့ဒါကဘသူရဲ့အကြောင်းလဲဆိုတော့ဟုတ်လားဆွဲတာလေဗျာဆွဲတာတစ်ဖက်ရအဲ့လိုဆွဲပြီးဖြောမှအမြုပ်ရအမြုပ်ရဲ့အရာတာအမြုပ်ရဲ့အနံ့ရှိတဲ့တစ်ဖက်ရင်မျိုးမှရှားထဲမှာစိတ်ပြီးတော့ဆွဲသွားတာဗျာဒါမျိုးခင်ဗျားတို့မတောက်ဘူးပါဘူးဗျာခင်ဗျားတို့ကဇွန်းနဲ့ခောက်တယ်ရှဲလောက်ပဲတောက်တတ်တဲ့လူကြီးပြီးဘာလို့စောင်းနေမှာရှောင်းလိုက်အေးငါကွာအော်跳大一点吧，兄弟。 များတယ်ဒီကွာဟုတ်ကဲ့ဒီကျုံးကဝါဆောဝင်လေးလင်းလာပါမင်းဘလားအကုန်နဲ့အနိုင်မတင်နဲ့နော် ဖြစ်ပါဖြစ်ချင်လေဘာလို့ချင်လဲ ဘာဖြစ်ချင်ဘူး ဘာဖြစ်ဘာမှကြောင်းနေ မင်းလည်းလူမဲဘူးအမကအပြင်ထွက်အိမ်မဲ ကြော့ပြင်မှာသွားရင်အဲ့ဒါမှချိန်ကြိုက်သိပါ20လက်မှတီးပြီတောက်ပြီဒီမဲ့ဟာ20လက်မှတီးပြီခုံးယူရဗျာခုံးယူတယ်အခုဒီပစ္စည်းကိုတခါလေးယူသွား Thank you ကျွန်တော်စီကိုရောက်လာတဲ့မန္တလေးကအခွေတော်ကြီးနဲ့ကြော်ညာအခွေတွေအကြောင်းဗီဒီယိုကိုမှတ်မိကြအောင်မယ်လို့ထင်ပါတယ်အခုကျွန်တော်တို့ကြည့်ခဲ့တဲ့ဦးကင်းရဲ့ကြော်ညာတွေကဒီကြော်ညာခွေထဲမှာပါတာပါသူတို့ကတရေလေးကောင်ဆိုပြီးအဖွဲလိုက်အနေနဲ့နာမည်ကြီးပါတယ်တယောက်ချင်းအနေနဲ့ဆိုရင်တော့ပိုးစာရဲ့လေးမွန်ထွေးမွန်နဲ့ကိုတင်းတို့ရက်ွက်တယ်လို့ကာတွန်းဇာတ်ကောင်တွေကိုပြန်ရတဲ့ဗီဒီယိုကားတွေကိုတော့ကျွန်တော်မှတ်မိနေပါတယ်အဖွဲလိုက်အနေနဲ့တော့ပို့ပြီးတော့အတွေ့ရများတာပေါ့လေလိုက်ခဲ့ရမှာတကယ်ကောင်းဆုံးပစိုးရှိတဲ့နေရာဘယ်လိုကျုပ်ကဆိုမဲ့ပေါ့ဒါဆိုတို့သိသိကြိုင်ဝပြီးသားလို့ကမှတ်လိုက်တော့ရှက်ဘူးလားအကောင်လေးရဲ့ရှက်ကြဘူးလားဟဲ့ကောင်လေးရဲ့ဒီလိုစာတို့လူများဒီဗီဒီယိုမော်တော်ကရှိကောရှိရဲ့လားအနားလိုက်တာဟာဒီလောက်တော့အပြော့ပါကွယ်အဲ့လောက်တော့အပြော့ပါကွယ်လူကျင်တာတွေအကုန်ဖြစ်သွားဟောဒီမာကြီးတို့ထားချိုးတန်ကြွယ်တဲ့ဗျာဟာဒီပတ်စံကန်စားမယ်အကုန်ပါတယ်အဲ့ဒါကတော့ဟုတ်တယ်ဗျို့လုံးဝမညာဘူးအတုတ်တိုင်းမှာပါတယ်ဟုတ်တယ်ဟင် ရှင်းရပါသေးလို့ဝင်ပြောတာ ဟာသိတာဗောဟောဒီမှာဒီခေါင်းရီထဲမှာလေဒေါက်တာမထဲထားဘူးပေါင်ဆွဲကြောက်တွေထဲထားတာအိုးအကိုချင်းဒီလေးရဲ့ဝယ်ပေးပါလားကျွန်တော်မှမပတ်စံမရှိပဲဘယ်လိုလုပ်ပြီးဖြစ်မှာလဲဒါဆိုရင်လည်းပြီးတော့ကိုတုံးလုံးပဲသွားတော့မယ်ဟေးရတိုက်တော့တာယူပဲလားလက်ရည်ပြားတွေဘာမှမဖြစ်ဘူးစက်ပြန်စီရတစ်စရေရ15စရောပြီးတောက်လို့ရတယ်ဟုတ်ပါဘူးရောပြီးသုံးလို့ရတယ် Daily စက်ပြန် Daily လို့ဦးကင်းရဲ့ TV ကြော်ညာတွေထဲမှာတရေလေးကောင်အနေနဲ့မဟုတ်ပဲတခြားဟာတာတရုပ်ဆောင်တွေနဲ့တွဲပြီးတရုပ်ဆောင်ထားတဲ့ကြော်ညာတွေလည်းတွေ့ပါတယ်ဒီထဲကတချို့ဆိုလို့ရှိရင်ဆုံးမသွားခဲ့ပြီဆိုတာကိုအခုကြော်ညာအခွေတွေပြန်ကြည့်မှပဲသတိထားမိပါတော့တယ်ဒါတော့မှသူတို့ကအရင်တော့ဆိုရင် TV ဖန်သားပြင်ထက်မှာအမြဲလိုတွေ့နေရတဲ့သူတွေလူပြိုအပြိုဘဝမှာတကွယ်ပျော်ရွှင်စွာအမိဘနဲ့ရဲ့နေရတာလောကရဲ့အမေလှပလို့တင်တယ်အိမ်တောင်ရှင်ဖြစ်လာရင်တကယ်ကိုယ်ပိုင်အိမ်ရှိမှတင်တယ်ဟုတ်ဒီပါမဘယ်ပါမကာရပါမောဘယ်လိုလဲဆိုစတိလိုက်ဝတ်တိလိုက်ပါအောင်ဟုတ်ဒီပါမောဘယ်ပါမောကာရပါမောဒီမှာပါမော
ကန်ဆန်းမဲ့ပြလေးထားရအဲ့ကန်ဆန်းမဲ့ပြလေးချစ်ကြည့်လိုက်လို့လက်ဆောင်စုဆိုလို့ရှိရင်30 gram ရှိရတွတ်ဆက်တယ်မတို့လက်ဆောင်ပေးမယ်ဗျအော်ဟေးခန့်နေအောင်အဲ့မှာငွေသားစုဆိုလို့ရှိရင်30နဲ့1000အထိအဲ့ဆိုင်မှာတစ်ခါတည်းထုတ်ယူတော့နေအောင်အဲ့ကန်ဆန်းမဲ့ပြလေးချစ်ကြည့်လိုက်တီဖို့ပေါ်လာရင်တိန်းတာပုံစံစလုံးပါတိန်းတာတိန်းမယ်ပီဆွဲစလုံးပါတိန်းတာအဲ့သုံးလုံးပေါင်းလိုက်ရင်အဲ့လိုနှစ်ပေါင်းအော် ငါ့ကိုကြည့်ဝန်းပေါ်ဝန်းရောက်ဘိုက်နာဘိုက်အောက်ရွှေသမင်နဲ့ပြောင်း လုံးဝလိုသေးတယ် ဘာလို့ရလဲ ရွှေသမင်း ဟင် ရွှေသမင်း ရွှေသမင်း ဟဲ့ကရှင်းဆက်လေ ဆွဲတလိုက်ကြရင်လူစိတ်အေး ပြင်မနေပါဦးညီမလေးရေ ဝန်ထမ်းတွေကလည်းပြူငါတယ် များနဲ့မတူတာ ဟိုက်ရှာပါထွက်တိုးတဲ့ကင်းဟိုကိုကြီးဦးမောင်ကြီးပြီးနံထွက်တိုးတာပိုတက်ဆီယမ်ဆာဖာဖော့စပရက်နိုင်ထရီတမအောင်ရော ခွာတဲ့နေရာမှာဆရာပြနေရာပြတာငါကွာလောက်ပါဦးကွာခွာလို့မရတော်တော်ကောင်းတယ်ပေါ်ပဲဟာ Papa kick at the rhino, janging at the panda. Paki rhino thing too. Panda glue the logo. Chupi the until like a revoke on that master. A congo you be say. အကားတောင်းတာ ဘာလဲအာကဘာလဲ အကားကြောက်ကောင်းတယ်ပြောတာ ကောင်းရင်စားမယ်လုံလိုက်စမ်း အကားမုံကိုဒီလိုမွေဒီလိုကြိုးပါ အာကပေါက်တာဒီလိုဝါဒီလိုကောင်းအာကမုံနဲ့လုံထားတဲ့လူရိုင်းကောင်းတဲ့ကြောက်ကြော အခုကျွန်တော်ကြည့်ခဲ့တဲ့ကြော်ညာတွေကတော့ TV မှာလာတဲ့ဦးကင်းရဲ့ TV ကြော်ညာတချို့ပါပြောစရာနေတဲ့အချိန်မှာတစ်ချိန်ကကျွန်တော်တို့ပျော်ရွှင်စေခဲ့သူတယောက်အကြောင်းကိုအမတ်တရဗီဒီယိုအနေနဲ့တင်လိုက်ရတာဖြစ်ပါတယ်ကိုမှတ်မိတဲ့သူရဲ့ဟာတာတွေရှိလို့ရှိရင်လည်းအမတ်တရအနေနဲ့ပြောပြပေးသွားလို့ရပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ရအောင်ပါ